ယောဂီအားလုံးပဲဗျာဒီနေ့ပထမနေ့ပြည့်စုံဖြစ်တဲ့သောတာဖြစ်လို့ရှိရဖို့ရှင်းရောက်ပြီဗျာအဲ့လိုဖြစ်နေခြင်းမဲ့ပုဂ္ဂိုလ်ရဲ့ကိုယ်ကိုယ်နဲ့အသိဉာဏ်လေးနဲ့ရှင်းပြီးကြည့်ရမှာလို့အသိဉာဏ်ပါဝိဇ္ဇာဆိုတဲ့အသိဉာဏ်လေးကိုဟောရအောင်လေဗျာဘာလို့ဆိုတော့ဘုရားရှင်တိုင်းပြီးတော်မူတဲ့သမထဘာဝနာကိုရှင်းသူတိုင်းပြီးအသိဉာဏ်နဲ့ရှင်းရမယ်လို့ဆရာသမားများမှာကြားရဗရာဏိက5ပါးတဲ့ဗရာဏိက5ပါးတဲ့အဓိကဗရာဏကြပါဠိဗရာဏိက5ပါးနံပါတ်1ကတော့သတ္တောတဲ့ဘုရားဘောမယုံကြည်တရားဘောမယုံကြည်သာရောနာဘောမယုံကြည်မိမိကိုယ်ရမိမိတရားရမယ်ဟဲ့ဆိုတဲ့ယုံကြည်မှုရှိရမယ်နံပါတ်2ကတော့အပ္ပဒောတဲ့ကျမ်းမာရေးနဲ့ပြည့်စုံရမယ်တဲ့ဘိုင်းနာကောင်းရင်တော့အောက်ပြန်ပုံညာတရားမှကိုရဘုရားတရားကျမ်းမာရေးပြည့်စုံရမယ်ဟောနံပါတ်3ကတော့အမာယာဝီတဲ့မနေမညာမကောက်ကြအောင်မိမိတည်တဲ့တိုင်းကပြောရမယ်ဆရာသမားများကိုဒီညာကောက်ပြီးဘောဂါရီမှာပြောရဘူးစိတ်မခံရဘူးဝိရိယောတဲ့မရရအောင်ကျိုးစားမယ်ဆိုဝိရိယပြည့်စုံမယ်နံပါတ်5တော့ပြည်ရောတဲ့ဆရာသမားများပူဇော်တဲ့ပြည့်စုံပါအားလုံးပဲညာပြီးတဲ့လိုက်လိုက်တိလိုက်တဲ့ညာဉာဏ်ပြရမယ်တဲ့ညာထုံးနေတယ်မရဘူးလေဗျာမရဘူးလားတော့ယောဂီကျမ်းမှာယောသားဝါဝိရိယရှိပညာပြီးလို့ဗရာဏိက5ပါးဝင်လာတဲ့စာဆိုတာလေအဲ့ဒါပြည့်စုံမယ်တရားတော့ပြည့်စုံမယ်တရားပြည့်ပြီးရှောင်းရံ5ချက်ပြအောင်လေနိဝရဏ5ပါးလို့ခေါ်ရရှောင်းရံ5ချက်နိဝရဏဆိုကိစ္စပါဠိယမဲ့နဲ့တော့ဇံရပုံကိုတားဆီးတရားတွေဟောဒါကြောင့်ရှောင်းရံ5ချက်ကိုကြည့်ရမယ်ဘာလို့ကာမိသန္တာနိဝရဏပါဠိကိုလူရင်တောင်းတမှုတွေစာမှုဘုံမှုနေမှုတိုင်းမှုအားလုံးကိုလူရင်တောင်းတာနဲ့စာရနဲ့များနေမရဘူးလေဗျာပါရလူနာတဲ့နံပါတ်2ကတော့အချိန်ကခိုင်းရဒေါသအာဃာရတွေပြည့်ပြည့်လို့ပြန်ပြီးတွေးနေကြတယ်တရားမရဘူးပဲဗျာဗျာပါရလူနာထိနာမိဒ္ဒလူနာတဲ့နံပါတ်3ကတော့စိတ်ကြီးထိုင်မှငါ့ရဲ့တရားမရဘူးဗျာတရားမရဘူးနံပါတ်4တော့ဥပ္ပစ္စကုက္ကုစာတဲ့တွေ့ရလေးပါရှောက်ကိုယ်ကြီးကအိုဘူဝါဒူဝါနဲ့ပြပါပြပါမလားဘူဝါလာတဲ့နံပါတ်5တော့ဝိသိကိစ္စလို့နာတဲ့ဒီတရားဟုတ်မှာဟုတ်ပါဘူးငါရောရရောရပါပါလိမ့်နဲ့စိတ်ကပွားပြနေတာရုပ်မလာရပြနေတာဗျာအဲ့တော့အဲ့ဒီပုဂ္ဂိုလ်များတရားမရဘူးတဲ့ဒါကရှောင်းရံ5ချက်ကိုသိထားရမယ်အဲ့လိုရှောင်းရံ5ချက်ရှောင်းရံ5ချက်သိပြီးတဲ့ပုဂ္ဂိုလ်ကြီးဆိုရင်ဖြင့်တရားရနိုင်ပြီအဲ့ဒီလေးပါတာရကလေးကိုရပြပြီးတွေ့တော့မှာဗျဒါတော့လုံးမဲ့လို့ကိုလေတာရကလေးကိုတွေ့ရမှာစတုဂီရိတောင်လေးလုံးဆရာတော်ဘုရားကြီးသူ့ညီတော်ဓမ္မပိယကိုဓမ္မပိယရေးကျောင်းတော်ကကျောင်းနဲ့ကျောင်းကခုကအသက်ရှုနေရရလားလို့မိတော့ညီတော်ဓမ္မပိယကရှုရရတယ်ဗျာလို့ပြန်လျှောက်တယ်အေးဟုတ်ပြီသူ့အသက်ရှုတော့သိရမှာမလားလို့ပြီးတော့ရှင်ဗျာဟိတ်ကိစ္စတွေပဲသိပါဘူးဗျာရှိတော့ဆရာတော်ဘုရားရဲ့အားရပါလေဟုတ်တော့ဟုတ်ပါကဲမင်းလည်းအဲ့လိုကိုယ်ကြီးကြောင်းလို့ကိုယ်ရှိတဲ့တက်ကူကကိုယ်ရှိမှ
မသိရှိုက်မှမသိအောင်ဖြစ်တဲ့ပြင်လို့မသိအောင်ရှုနေစမ်းကွဲလို့အာနာပါနသမထဘာဝနာကိုပြီးတော်လေရောပေါင်းတော်မှုနဲ့သူရှုရဲ့ရှိုက်တဲ့ကိုမသိဘဲနဲ့ခုနပြောတဲ့တာရကလေးကိုမပြအောင်ဒီပေးရရဒီပေးရရတဲ့ပြီးတော့ဒီနေ့မှားရမယ်အမှားကတော့ရှုသွင်းတဲ့အမှုတွေလိုလိုက်ဝင်လေလို့မှတ်ပြလိုက်ပြန်ပြီးမှုလိုက်ဘုဒ္ဓမျိုးဝိလိမှတ်တယ်သာပြန်ရှုသွင်းတဲ့အမှုလိုလိုက်ဝင်လို့မှတ်ရမယ်မှုလို့လိုက်ဝိလိလို့မှတ်ရမယ်အမှုနဲ့အမှတ်နဲ့တွဲသွားတော့သဘောပေါက်ပြီးကြရတာအဲလိုအမှုနဲ့မှတွဲပြီးတော့မှတ်တိုင်းမှတ်စိတ်ကြီးကမှန်ပြီးတော့လာပြီးခေါ်ရဲ့ပထမအဆင့်တော့အောင်မြင်လို့မှတ်တာဒါကြောင့်အမှုနဲ့အမှတ်တွဲမှတ်တဲ့အမှုကိစ္စအမှတ်ကိစ္စတွေကိုအမှုလုပ်တာစာသားနဲ့မာရရဲ့ဒီမှာလေးစီစဉ်ထားရအမှုလုပ်ကရှုသွင်းပါဝေနာတိမှကွာအမှုလုပ်ကရှုထုတ်ပါထွက်တာတိမှကွာအမှုမှထိုနေ့ကတခါပွားတဲ့ကဲဒီတော့ကလေးတွေလည်းမဟုတ်ဘူးလေတော့ပြောရင်ဘောပေါက်တော့ပြပြစာသားနဲ့မှာကြားရတဲ့စုံသွားပေါ့ကဲလုပ်ငန်းတွေစမယ်ဆိုတော့ညကပနာမပြုတင်ခန္ဓာဖွင့်နေကပေးတဲ့အတိုင်းပေါ့တရားမှတ်မဲ့ယဟန်ရှင်လူမီလူမဆိုးကုသိုလ်ကာယံပဏိဒါယဆိုတဲ့အပိုက်ကအဓိကထားပြီးတော့ရှုပွားမဲ့ယောဂီတိုင်းတင်မြင်ခွေမဲ့ကျွန်းခိုင်းမဲ့ပနာမပြုပြီးလုပ်ငန်းတွေဝင်တော့မယ်ခုနကအသိဉာဏ်ရှိအောင်သင်္လန်းပေးပြီးတော့အသိဉာဏ်တွေသွင်းလိုက်တာပြီးတော့လုပ်ငန်းဝင်သမထဝင်မဲ့အပိုက်တွေဟုတ်ထိုင်ရစပြီးတော့ပို့ချမယ်တင်မြင်ခွေလူကတင်မြင်ခွေထိုင်ရညာပါဠိတွေရုပ်ပြီးဒီနေ့ဒီချိန်တော့ဗမာလိုပြောကြလို့တင်မြင်ခွေထိုင်တော့ထိုင်ကျွန်းခိုင်းတော့ထိုင်အောက်ပိုင်းကိုပြင်ပြီးပြီဆိုရင်စာထဲမှာမပါပေမဲ့ဆရာများမှာကြားရဲ့အတိုင်းလက်အနေထားတော့ဘယ်ဘက်လက်ဘဝပလက်လာပြီးတော့တင်မြင်ခွေအလဲကျုံအလဲမှာပလက်လာချတာဘယ်ဘက်လက်ဘဝကပလက်လာပြီးညာဘက်လက်ဘဝဘယ်ဘက်လက်ဘဝပြန်ထားလိုက်လက်မလေးတစ်ခုတရားပြီးပြီဆိုရင်ကောင်းတဲ့ခါတသမရဲ့ခါဥစုကာယပဏိဒါယတဲ့ကောင်းတဲ့ခါတစ်ပြောင်းနဲ့ထားပြီးတော့မှမျက်စွာလေးအသာချမျက်စိလေးမမှိတ်ခင်လေဩငါတရားမှတ်မယ်ညာသိထားမယ်ညာနှာခေါင်းဝါလေးပါလားဝါလုံးနှလုံးသွင်းနေရလေးပေါ့ဗျာအဲ့လိုသိကပ်ပြီးတော့မှမျက်စိလေးမှိတ်လိုက်တော့ကဲခုနကဆရာကြီးပို့တဲ့တိုင်းရှုသွင်းတဲ့အမှုလုပ်လိုက်မယ်ဝင်လေမှပေးမယ်ပြန်မှုလုပ်တဲ့အမှုလုပ်ပေးမယ်ခွက်လေမှပေးမယ်အစမပြရှုသွင်းတဲ့အမှုလုပ်ဝင်လေမှပြန်မှုလုပ်တဲ့အမှုလုပ်ခွက်လေမှသိစမပြမှရပြတော်မူပါကဲခုနကဆရာကြီးပို့တဲ့တိုင်းရှုသွင်းတဲ့အမှုလုပ်လိုက်မယ်ဝင်လေမှပေးမယ်ပြန်မှုလုပ်တဲ့အမှုလုပ်ပေးမယ်ခွက်လေမှပေးမယ်အစမပြရှုသွင်းတဲ့အမှုလုပ်ဝင်လေမှပြန်မှုလုပ်တဲ့အမှုလုပ်ခွက်လေမှသိစမပြမှရပြတော်မူပါ